အခုတင်ဆက်ပေးမှာကတော့အိမ်မက်ဆိုတဲ့ပုံပြင်လေးတွေဖြစ်ပါတယ်ခင်ဗျာတခါတုန်းကမောင်ထုံးနဲ့သူ့ရဲ့မိန်းမမနှင်းရီနဲ့သူတို့ရဲ့သမီးလေးမေတို့ဟာရန်ကုန်မြို့ရဲ့စင်ကြေဖုံးရက်ကွက်တစ်ခုမှာပျော်ရွှင်စရာမိသားစုဘဝလေးကိုတိစောက်ထားကြတဲ့ဒီနေ့မှာသူတို့ရဲ့အိမ်သားကိုအောင်ကျော်ဆိုတဲ့လူစိမ်းတစ်ယောက်ပြောင်းလာတယ်အောင်ကျော်ကရုပ်ရည်တည်ကြည့်ပြီးလူမှုဆက်ဆံရေးကောင်းတာကြောင့်မောင်ထုံးတို့မိသားစုကသူ့ကိုယုံကြည်ပြီးခင်မင်လာကြတယ်ဒါပေမဲ့အောင်ကျော်ဟာအတွင်းစိတ်မှာရုံမာကောက်ချစ်တဲ့သူတစ်ယောက်ပါသူကမောင်ထုံးတို့မိသားစုရဲ့ပျော်ရွှင်မှုကိုမနာလိုဖြစ်ပြီးသူတို့ရဲ့ဘဝကိုဖျက်ဆီးဖို့ကြံစည်နေတယ်။အောင်ကျော်ကမောင်ထုံးကိုလုပ်ငန်းမှာအကူအညီပေးတယ်လို့မနှင်းရီကိုလည်းအိမ်မှုကိစ္စတွေမှာကူညီပေးခဲ့တယ်။မေလေးကိုလည်းချော့မြူပြီးသူ့ဘက်ပါအောင်တင်သွင်းတယ်။မောင်ထုံးတို့မိသားစုကအောင်ကျော်ကိုယုံကြည်လွန်းတာကြောင့်သူ့ရဲ့အကြံစီတွေကိုမရိပ်မိကြဘူး။အောင်ကျော်ကမောင်ထုံးကိုလိမ်လည်ပြီးငွေကြေးဆုံးရှုံးအောင်လုပ်တယ်မနှင်းရီကိုလည်းမဟုတ်မမှန်စကားတွေနဲ့စီယုံတင်သွင်းပြီးမောင်ထုံးနဲ့အထင်မြင်လွဲမအောင်ဖန်တီးတယ်မေလေးကိုလည်းမောင်ထုံးနဲ့မနှင်းရီအပေါ်မယုံကြည်အောင်လှုံ့ဆော်ပေးတယ်။တဖြည်းဖြည်းနဲ့မောင်ထုံးတို့မိသားစုဟာအောင်ကျော်ရဲ့အကောက်ကျန်မှုတွေကြောင့်ပျော်ရွှင်မှုတွေပျောက်ဆုံးပြီးတန်တရားတွေစိုးရိမ်ပူပန်မှုတွေနဲ့နေရာယူလာတဲ့မောင်ထုံးနဲ့မနှင်းရီတို့ဟာအမြဲတမ်းစကားများရန်ဖြစ်ကြသလိုမေလေးကလည်းမိဘတွေကိုမုန်းတီးလာတယ်။နောက်ဆုံးမှာအောင်ကျော်ဟာမောင်ထုံးတို့မိသားစုကိုအိမ်ပေါ်ကနေနှင်ထုတ်ဖို့ကြံစည်တယ်။သူကမောင်ထုံးကိုရန်စပြီးရဲစခန်းရောက်အောင်လုပ်တယ်မနှင်းရီကိုလည်းလိမ်လည်ပြီးအိမ်ကိုသူ့နမီနဲ့လွှဲပြောင်းပေးအောင်ဖန်တီးတယ်မေလေးကိုလည်းသူ့စီမှာပဲခေါ်ထားမယ်လို့ပြောပြီးမိဘတွေနဲ့အဝေးမှာထားတယ်။မောင်ထုံးတို့မိသားစုဟာအောင်ကျော်ရဲ့ရုပ်မာမှုတွေကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ပြီးမိသားစုလည်းပြိုကွဲသွားခဲ့ပါတယ်။သူတို့ဟာအောင်ကျော်ကိုဘလို့ပြန်ပြီးတုတ်ပြန်ရမလဲဆိုတာကိုမသိတော့ဘူး။သူတို့ရဲ့ဘဝတွေဟာအောင်ကျော်ကြောင့်အမှောင်ထဲကိုရောက်သွားပါတော့တယ်။ပုံပြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ။ဒါကြောင့်မို့လူတွေကိုအလွယ်တကူမယုံကြည်သင့်ဘူးစိမ့်တွေနဲ့ဆက်ဆံတဲ့အခါတတိထားသင့်တယ်လို့မိသားစုဝင်တွေကိုလည်းအမြဲတမ်းချစ်ခင်ကြည့်စိုက်တင်ပါတယ်မဟုတ်ရင်မောင်ထုံးတို့မိသားစုလိုပဲနောင်တရစရာတွေဖြစ်လာနိုင်ပါတယ်။ဒီဇလန်ကနေပြီးလူတွေရဲ့ရုပ်မာကောက်ချစ်မှုတွေကိုတတိထားဆင်ခြင်နိုင်မယ်လို့မျှော်လင့်ပါတယ်။နားဆင်ပေးကြသောပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။